အခုကတော့ဒီမှာရိုက်မဲ့နေရာမှာမီးခိုးတွေပေါ့နော်ချက်စားကြည့်ပြီးပြီလားအောင်မြင်မှုတစ်ခုရဲ့နောက်ပဲမှာနော်နာမည်ကြီးရှိတယ်သိပါတယ်အေးရှင်းပါလားအားလုံးမင်္ဂလာပါဆုံးကဒီနေ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်เนาะဆုံး producer လုပ်နေတဲ့အဝင်းလေး page ရဲ့ပေါ့เนาะ hint ဗီဒီယိုတွေကိုရိုက်တဲ့ခါမှာဘယ်လိုမျိုးရိုက်ကြလဲဆိုတော့အတွေ့အကြုံလေးတွေကို sharing လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ဆက်ကြည့်ပေးပါဦးရှင်ကင်မရာဖွဲ့ရဲ့ပြင်ဆင်မှုတွေပါကိုရေကဲဒါကတော့ကျမရဲ့ talent ကိုဝင်းမှာအဝင်းလေးလို့လည်းခေါ်ကြပါတယ်ဆိုတော့ဒီနေ့ဆိုလို့ရှိရင်ချက်တာကဒါကရင်ဟင်းတစ်မျိုးပေါ့နော်ဟိုရိုးရစားစားဟုတ်တယ်မြစ်တာလဘောဟင်းပေါ့အဲ့အတွက်ကိုစုံမတို့ကသူနဲ့လိုက်ဖက်တဲ့အရန်ဟင်းကဘာလဲအဲ့လိုမျိုးစဉ်းစားရတာပေါ့နော်မျိုးမျိုးပေါ့တချို့ကလည်းဟိုခရမ်းသီးမီးဖုတ်အဲ့လိုပန်ထရီပျော်လို့ပေါ့အဲ့လိုမျိုးနဲ့စားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့အခုချိန်မှာငပိတောင်းလေးနဲ့ငပိကိုမီးဖုတ်ပြီးပေါ့နော်အဲ့လိုမျိုးလေးငပိထောင်းမယ်ပေါ့ဒီဘာညာနဲ့ထောင်းပြီးတော့အဲ့လိုဆက်ဆက်လေးလောက်စားတယ်မလွယ်ဘူးပါဘူးချရတာသိပါတယ်အေးရှင်းပါလားပြတဲ့ခါမှာလည်းအခုလိုမျိုးတက်တက်ရရတက်တန်ရှင်းရှင်းနဲ့ plating အလှပလေးတွေအခင်းချင်းလေးတွေလှဖို့အတွက်ကိုအခုလိုမျိုးအဖွဲလိုက်တက်ညီနဲ့အဝိုင်းလေးတွေလုပ်ကြရတာလည်းရှိပါတယ်မလွယ်ပါဘူးချောနေပါလေလက်ကကိုဝင်းနောက်ပြန်အောင်မြင်မှုတစ်ခုရဲ့နောက်ပဲမှာနာ နော် မည်ကြီးရှိတယ်အနစ်နာခံတဲ့လက်မဲကြီးအခုကတော့ဒီမှာရိုက်မဲ့နေရာမှာမီးခိုးတွေပေါ့နော်မီးမွေးနေတာမို့လို့ဆိုတော့လေအခုလိုမျိုးဟင်းချက်ဗီဒီယိုတွေရိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒါမိုးရာသီနဲ့လိုက်ဖက်တဲ့အစားအစာလေးတွေနွေရာသီဆိုဘာတွေစားမလဲစောင်းနှင်းဆိုရင်ရောဘာတွေကတင့်တော်လဲဆိုတာမျိုးအမျိုးမျိုးစဉ်းစားပြီးတော့ရိုက်ရတာပေါ့နော်ပြီးလို့ရှိရင်ဟင်းချက်တော့မယ်ဆိုရင်လည်းအဲ့ဒီပါဝင်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက်ကိုဈေးသွားရတယ်ဈေးသွားပြီးတော့ရေဆေးတန့်စင်လှီးဖြက်အဲ့လိုမျိုးတွေပေါ့နော်ဗီဒီယိုတွေကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒါ4မိနစ်5မိနစ်အများဆုံး10မိနစ်ပေါ့နော်အဲ့လိုမျိုးလေးတွေပဲရှိတာဒါပေမဲ့နောက်ွယ်မှာပြင်ဆင်ရတာတွေရိုက်ကူးရတဲ့လူအင်အားတွေကလည်းသူ့ဟာနဲ့သူပေါ့နော်အထိုက်လောက်အသုံးချရတာရှိတာပေါ့မင်္ဂလာပါဒါကတော့ကျွန်မကိုဝင်းကိုတရားလို့ချပေးနေတာပါဒီနေ့ကတော့ကျွန်တော်ကဒီဝတန်ကာလမိုးအေးအေးလေးမှာပေါ့နော်အကုန်လုံးလဲနွေ့နွေ့ထွေးထွေးဖြစ်သွားအောင်လို့အရေးတောက်လေးကိုမှဆက်ဆက်ကလေးမြစ်တာလည်းပေါ့မြစ်တာလည်းပေါ့ဟင်းလေးချက်သွားမှာဖြစ်ပါတယ်ပြီးတော့သူနဲ့အတွဲဆက်ဆိုလို့ရှိရင်ငပီတောင်းလေးနဲ့ငပီတောင်းလေးထက်ပြီးမြစ်တာလည်းပေါ့လေးဆန်းအဲ့လိုပုံစံမျိုးလေးပေါ့မြစ်တာလည်းပေါ့ဟင်စားကြည့်စားချက်စားကြည့်ပြီးပြီလားအချင်းချက်ကိုရေဦးဆုံးတစ်လေးတွေပြီးမယ်နော်နေတော်လေးပါစားထဲပါမယ်ဟဲ့တယောက်စားထဲစားရလေးအကျယ်လေးကြိုက်ရတယ်နော်ဒီရှိရဟင်းဦးပါပါလားဟုတ်ကောင်းဟင်းဦးပါထည့်ထားတယ်တော့ဟုတ်ကဲ့ကင်မရာမန်မှာဘိုက်စာနေတော့ညာလဲစားရတွေကိုအရင်ရိုက်ပေးရပါတယ်ဘယ်လိုလဲစားလို့ကောင်းတယ်ဒါလို့ကဲရိုက်ကူးရေးလုပ်ရင်းနဲ့ချက်ပြုတ်ပြီးသွားရင်တော့အခုလိုမျိုးပေါ့နော်လူစုံတက်စုံအားရပါးရစားကြပါတယ်စားကြပါဒီနေ့ကတော့အဝင်းလေးရဲ့ဟင်းချက်ဘလော့ရိုက်ကူးရေးနေ့လေးပဲဖြစ်ပါတယ်ဒီနေ့ရိုက်ကူးရေးတွေ့ကြုံလေးတွေကိုမျှဝေပေးခဲ့တာပါအားလုံးပဲတက်တာ